တရားခွင်နောက်ခံရုပ်ရှင်တွေကြည့်ရင်လေအမြဲလိုပါတဲ့ဇဝင်ခံတစ်ခုရှိတယ် ဟုတ် ရှင်းနေတယောက်ကဓာတ်တီအိုမဲခွင်းတွေတရက်ဆက်မေးနေတော့တစ်ဖက်ရှင်းနေကရုတ်တရက်ထောက်ပြီးကန့်ကွက်ပါတယ်တရားသူကြီးမင်းခင်ဗျာဒါဟာနီးမိတ်ပြမေခွန်းဖြစ်နေပါတယ်လို့အော်ပြောလိုက်တာမျိုးလေ တွေ့ဘူးပါတယ်တရားခွင်တစ်ခုလုံးတိတ်သွားရော ဟုတ်ပေါ့အဲ့ဒီနီးမိတ်ပြမေခွန်းဆိုတာတကယ်တော့ဘာကိုပြောတာလဲဘာလို့တချို့မေခွန်းတွေကိုတရားခွင်မှာမေခွန်းမရှိတာလဲဆိုတော့ဒီနေ့အဲ့ဒီအကြောင်းအရာတွေရဲ့နောက်ွယ်ကစိတ်ဝင်စားစရာစီးမြင်တွေကိုနည်းနည်းလောက်လေ့လာကြည့်ကြရအောင် ကောင်းတယ်ကြံပါ ဒီဆွေးနွေးမှုအတွက်ကျမတို့အဓိကကိုးကားမှာကတော့နှစ်တရားကျော်တတ်တန်းရှိပြီဖြစ်တဲ့တတ်တိခံဥပဒေထက်ကအချက်လက်တွေပါပဲ ဟုတ်ပါတယ်ဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတရားစီရင်ရဲ့နှလုံးသားလို့ပြောလို့ရလဲခင်ဗျာ ။အော်ဘာလို့ပါလဲရှင် တက်တွေကနေရတာပေါ့ ။ဟုတ်ကဲ့ ဒါကြောင့်တက်တေရီစီကတရေအချက်လက်ကိုဘလို့နီးနဲ့ရယူမလဲဆိုတာကအရင်အရေးကြီးလာတယ်ဒီနေ့ပြောမယ့်စီးမြင်တွေကရှင်းနေရဲ့ပါးနှံမှုကိုကန့်တက်ဖို့ထက်တက်တေတရားရဲ့မှတ်ဉာဏ်တွေကအချက်အလက်ဆက်တွေကိုပက်လိုက်မှုမရှိပဲထပ်ပေါ်လာအောင်အကာအကွယ်ပြထားတဲ့နီးလန့်တွေအကြောင်းပါပဲ ။အဓိကဘာတွေကိုဆွေးနွေးသွားမှာလဲရှင် အဓိကအပြင်တော့အကျဉ်းစာရိတ္တတက်တွေကိုဘလို့စစ်မလဲပြီးတော့အားလုံးသိကျင်နေတဲ့နိမိတ်ပြမိကွန်းဆိုတာပါလေဘယ်မှာသုံးလို့ရပြီးဘယ်မှာသုံးလို့မရဘူးလဲဆိုတာကိုအသေးစိတ်ဆွေးနွေးသွားကြမှာပါ ။ကောင်းပါပြီ။ဒါဆိုအရင်ဆုံးလူတယောက်ရဲ့အကျဉ်းစာရိတ္တအကြောင်းထွက်ဆိုပေးတဲ့တက်တေကိစ္စနဲ့ဆက်လိုက်ရအောင်လား ဒါလေးက ။ဥပမာလေလူတယောက်ကခုံမှုနဲ့တရားစွဲခံထားရတယ်ဆိုပါတော့သူရှင်းနေကနေပြီးတော့ဒီလူဟာရက်ကွက်ထဲမှာအင်မတန်ရိုးသားဖြောင့်မတ်ပါတယ်ဆိုတာကိုထွက်ဆိုပေးဖို့ရက်ကွက်ကလူများလေးစားရတဲ့ကျောင်းဆရာကြီးတယောက်ကိုတက်တေအဖြစ်ခေါ်လာတယ် ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကအဲ့ဒီကျောင်းဆရာကြီးဟာတက်တေအဖြစ်ရောက်လာပြီဆိုတာနဲ့တက်တေတိုင်းဖြတ်တန်းရတဲ့အဆင့်တွေကိုရင်းဆိုင်ရတော့မှာပဲ ။အော်စစ်မေးတာတွေကိုဆိုလိုတာလား ဟုတ်ပါတယ်ပထမဆုံးသူ့ကိုခေါ်လာတဲ့ရှေ့နေကမိခွန်းတင်မိမယ်ဒါကိုအတိကစစ်မေးခြင်းလို့ခေါ်တယ် ။ဟုတ်ကဲ့ ပြီးရင်တစ်ဖက်ရှေ့နေတရားလို့ရှေ့နေဘက်ကသူ့ရဲ့ထွက်ဆိုချက်ကိုစိန်ခေါ်မိခွန်းတင်မိမယ်ဒါကတော့ပြန်လည်စစ်မေးခြင်းပေါ့ ။အင်း နောက်ဆုံးမှာလိုအပ်ရင်သူ့ကိုခေါ်လာတဲ့ရှေ့နေကတစ်ဖက်ကမေးလို့ရှုပ်ထွေးသွားတဲ့အချက်တွေကိုပြန်ရှင်းခွတ်ထမေးပါရှိလေဒါကထပ်မံစစ်မေးခြင်းပါ ။အော်ဆိုတော့ကျောင်းဆရာကြီးက तू ကလူကောင်းမှာလို့ထွက်ဆိုရုံနဲ့မပြီးဘူးပေါ့ မပြီးပါဘူး ။တစ်ဖက်ရှင်းနေကထပြီးဆရာကြီးက तू ဟာရိုးသားဖြောင့်မတ်တယ်လို့ပြောနေပေမဲ့လွန်ခဲ့တဲ့တစ်လလောက်က तू အလုတ်ကနေငွေကိစ္စနဲ့အစ်စ်ခံထရတာကိုတော့ဆရာကြီးသိပါသလားဆိုတော့မေဟိုမျိုးနဲ့ထိုးနှက်မြင်ရနိုင်တယ်ဆိုတဲ့သဘောလား တိတိကျကျပဲအဲ့လိုမေးလိုက်တဲ့အခါကျအောင်ကျောင်းဆရာကြီးရဲ့ထွက်ဆိုချက်ကဘလို့အထိခိုင်မာမှုရှိလဲဆိုတာပေါ်လွင်သွားရော သူတကယ်ရောအဲ့ဒီလူအကြောင်းသိရလားပေါ့ ဟုတ်တယ်သူကတရားခံအကြောင်းကိုတကယ်ရောသိရလားဒါမှမဟုတ်အပေါ်ယံပဲသိပြီးလူကောင်းတစ်ယောက်လို့ထင်နေတာလားဆိုတာကိုတရားရုံးကချန့်ချင်နိုင်သွားတယ်သူကလူကောင်းမှာဆိုတဲ့ရေးပြတဲ့ထွက်ဆိုချက်တစ်ခုတည်းနဲ့တရားခွင်တစ်ခုလုံးကိုလမ်းမမတော်အောင်တားဆီးတဲ့မြော့ကျစ်တစ်ခုပေါ့ အကျင့်စာရိတ္တဆိုတာအရေးကြီးပေမဲ့အဲ့ဒီထွက်ဆိုချက်ကိုယ်တိုင်ကလည်းစစ်ဆေးမှုတံကိုခံနိုင်ရရှိဖို့လိုတာပေါ့နော် အတေးကြပါပဲ ဟုတ်ပြီသက်တေတယောက်ရဲ့ထွက်ဆိုချက်ဘလောက်ခိုင်မာတယ်လဲဆိုတာကိုစမ်းသပ်ဖို့ပြန်လည်စစ်မေးခွင့်ရှိတယ်ဆိုတော့အဲ့ဒီလိုစမ်းသပ်တဲ့နေရာမှာရှေ့နေတွေသုံးမဲ့အဓိကလက်နက်တစ်ခုဖြစ်တဲ့နိမိတ်ပြမေခွန်ကြောင့်ကိုဆက်ကြည့်အောင် ဟုတ်ကဲ့ တစ်ဖက်ရှေ့နေကသူတခြားအမှုနဲ့စစ်ဆေးခံခဲ့ရတာကိုသိလားလို့မေးတာကမေခွန်ပုံစံတစ်မျိုးပဲဒါပေမဲ့ရုပ်ရှင်တွေထဲမှာကြတော့သူကတခြားအမှုနဲ့စစ်ဆေးခံခဲ့ရတာဟုတ်တယ်မဟုတ်လားဆိုပြီးအဖြစ်ပါပေးထားမေခွန်မျိုးတွေနဲ့ထောင်ပိတ်မေးတာတွေ့ရတယ်အဲ့ဒါကနိမိတ်ပြမေခွန်းဆိုတာလားရှင် အတိအကျပဲအဲ့ဒါနိမိတ်ပြမေခွန်းရင်ပြပြဆုံးတဲ့ဥပမာပဲတတိခံဥပဒေမှာတော့မိမြန်းအလိုရှိသည့်အတိုင်းဖြစ်ဆိုစီရန်လမ်းကြောင်းပေးသောမေခွန်းလို့ဖွင့်ဆိုထားတယ် နည်းနည်းတော့စာဆန်တယ်နော် ဟုတ်ကဲ့ရှင်းအောင်ပြောရရင်မေခွန်းထဲမှာတင်ကိုလိုချင်းတဲ့အဖြေကိုထည့်ပေးလိုက်တာတက်တေကဟုတ်ကဲ့ဒါမှမဟုတ်ပါဘူးလို့ပဲဖြစ်အောင်ပဲ သူ့ဘာသာသူစဉ်းစားခိုင်းတာမဟုတ်တော့ဘူးပေါ့ ဟုတ်တယ်သူရဲ့မှန်ဉဏ်ကိုလွတ်လွတ်လပ်လပ်ပြန်စဉ်းစားခိုင်းတာမဟုတ်ပဲရှင်နေဆွဲတဲ့လမ်းကြောင်းပေါ်ကိုအလိုက်တင်ပါလာအောင်ဖိတ်ခေါ်နေတဲ့မေခွန်းမျိုးပေါ့ ဥပမာလေးရင်းနဲ့ဆိုပိုရှင်းတတ်မယ်ထင်တယ်ကားတိုက်မှုတစ်ခုမှာတက်တေတယောက်ကိုမေးတဲ့ဆိုပါစို့အမှုဖြစ်တဲ့နေရာမှာခင်ဗျားအနီအောင်ကားတစ်စီးကိုမြင်ခဲ့တာဟုတ်ပါသလားဆိုပြီးမေးတာကနိမိတ်ပြမေခွန်းလား ဟုတ်ပါတယ်အဲ့ဒီမေခွန်းကတိတ်ကိုအန်ရများတယ် ဘာလို့လဲရှင် ဘာလို့လဲဆိုတော့အဲ့ဒီသက်တွေကတကယ်တမ်းအပြာရောင်ကားကိုမြင်ခဲ့တာဖြစ်နိုင်တယ်။နောက်မှကားရောင်ကိုတေးသေးချာချာမမှတ်မိတော့ဘူးလည်းဖြစ်နိုင်တယ်။ဒါမှရှင်နေတယောက်ကအခိုင်အမာနဲ့အနီရောင်ကားဆိုတဲ့စကားလုံးကိုသူ
သူ့မေးခွန်းတဲ့ထဲ့မေးလိုက်တဲ့အခါတက်တဲ့ရဲ့မသေးချာတဲ့မှတ်ဉာဏ်တွေကိုအဲ့ဒီအချက်ကအစားထိုးဝင်ရောက်သွားနိုင်တယ် ။အော်လူဦးနောက်ကအဲ့လိုလွှဲမှုကဟန်ရလွဲတာကို ဟုတ်တယ်။အော်ဟုတ်တာပဲအနီအောင်ကားပဲချစ်ရမယ်ဆိုပြီးသူ့မှတ်ဉာဏ်အမှားကိုအမှားလွတ်ထင်းသွားတယ်တဲ့ ။ဒါဆိုရင်မန်ကန်တဲ့မြေဝန်းပုံစံကအမှုဖြစ်တဲ့နေရာမှာခမည်းပါကိုမြင်ခဲ့ပါသပဲ။ဒါမှမဟုတ်ခမည်းမြင်ခဲ့တဲ့ကာကဘာအယောင်လဲဆိုပြီးမေးရမှာကော မှန်ပါတယ် ။ဒါကြတော့တက်တဲ့ကိုဘာအယောင်မှကြိုးပြီးအရေးအမြောင်ပေးပဲသူ့မှတ်ဉာဏ်ထဲမှာရှိတဲ့အတိုင်းလွတ်လွတ်လပ်လပ်ထုတ်ပြောခွင့်ပေးထားလဲ မှန်ပါတယ် ။အချင်းနဲ့ပတ်သက်တဲ့ဥပမာတစ်ခုထပ်ကြည့်အောင်။နင်ပြပြမြေဝန်းကဇန်နဝါရီလ9ရက်ညနေ3နာရီတိတိမှာခမည်းအဲ့ဒီနေရာကိုရောက်နေခဲ့လားမှန်ပါသလားလို့တိတိကျကျမေးလိုက်တယ် အင်း ။တက်တဲ့ကအချင်းကိုအတီးကျမမတ်မြင်တောင်ရှင်တွေကအဲ့ဒီလောက်တီးကြတဲ့အချင်းကိုထဲ့မေးလိုက်တော့ဟုတ်မှာပါဆိုပြီးဖြေလိုက်ဖို့တိတ်လွယ်သွားတယ် အမှန်တကယ်မေးရမှာကကျတော့ ။အမှန်တကယ်မေးရမှာကခမည်းအဲ့ဒီနေရာကိုပဲအချင်းလောက်ကရောက်ခဲ့တာပါလဲဆိုပြီးပထူးမေးခွန်းနဲ့မေးရမှာပါဒါမှသူ့ရဲ့တကယ်မှတ်ဉာဏ်ကိုစမ်းသပ်ရရောက်မှာဒီလိုဆိုရင်တော့နေမေးပြမေးခွန်းတွေကတက်တရေးထွက်ဆိုချက်ကိုပုံသွင်းနိုင်တဲ့အစွမ်းရှိနေတာပေါ့ဒါကြောင့်ဒါတွေကိုဘယ်ချိန်မှသုံးခွင့်မရှိဘူးလဲဆိုပဲတင်ချက်တဲ့စီကန်းတွေရှိကိုရှိရမှာပဲ ရှိပါတယ်အဓိကစီမင်းကတော့အဓိကစစ်မေးချင်းနဲ့ထပ်မံစစ်မေးချင်းတွေမှာနေမိပြမေးခွန်းတွေကိုမေးခွင့်မရှိဘူး ဆိုလိုတာကကိုယ့်ဘက်ကတင်သွင်းတဲ့တက်တဲ့ကိုမေးရအခါမှာပေါ့ ဟုတ်တယ်လမ်းကြောင်းပေးတဲ့မေးခွန်းမျိုးမေးရဘူးတစ်ဖက်ရှေ့နေကကန့်ကွက်လင်ကနဲ့အဲ့ဒီမေးခွန်းကိုရပ်ပြရတယ် ဘာကြောင့်ကိုယ့်တက်တဲ့ကိုကြတော့အဲ့လိုမေးခွန်းတွေမေးခွင့်မရှိတာလဲရှင် အကြောင်းရင်းကတဘာဝကြပါတယ်အဲ့ဒီအစစ်နေမှာစစ်မေးခန့်ရတဲ့တက်တွေကမေးခွန်းမေးတဲ့ရှေ့နေရဲ့ပတ်တော်သားရှင်းနေလို့ပဲ ဟုတ်ကိုညီချင်းတဲ့စိတ်အခန့်အနေရှိနေမှာပေါ့ မှတ်ပါတယ်အဲ့ဒီလိုချိန်မှာရှေ့နေကအဖြေပါပြီးသားမေးခွန်းနဲ့မေးလိုက်ရင်တက်တွေကကိုယ်လည်းစဉ်းစားမနေတော့ပဲရှေ့နေပြောသမျှကိုပဲ့တင်ထက်တီလိုက်ပြောနေတယ်လို့ချစ်ထွားနိုင်တယ်နဲ့တူသွားနိုင်လို့ပါ ဒါပေမဲ့အဓိကစမေးချင်းမှာနိုင်မပြမေးခွန်းလုံးဝမမေးရဘူးဆိုရင်စီကံကတင်းကျပ်လို့မနေဘူးလားဥပမာတက်တွေကတရားခွင်ကိုရောက်တော့အရန်ကြောက်နေလို့ဒါမှမဟုတ်အသက်အရွယ်ကြီးရင်လို့စကားမပြောနိုင်ဖြစ်နေရင်တော့နင်းနေပါပါလမ်းညွှန်ပေးလို့မရဘူးလား အရန်ကောင်းတဲ့မေးခွန်းပါဥပဒေကအဲ့ဒီလောက်အထိတရားတယ်မဆန်ပါဘူးချွင်းချက်တီပေးထားပါတယ် ။အော်ဟုတ်ကဲ့ တရားရုံးကသူ့ရဲ့စင်ကျင်တုံတရားနဲ့ခွင့်ပြုနိုင်တဲ့ခြေအနေတွေရှိတယ်အထူးသဖြင့်တရားရုံးကမဖြစ်မနေကိုခွင့်ပြုပေးရမယ့်အခြေအနေ၃မျိုးကိုဥပဒေမှာအတိအလင်းပြဋ္ဌာန်းထားတယ် ။ဘာလီများလဲ ပထမတစ်ခုကအစပြုတဲ့ကိစ္စရပ်တွေပါဥပမာတက်တရနာမည်အသက်နေရာလိပ်စာအလုပ်အကိုင်လိုမျိုး ။အမှုရဲ့အဓိကအကြောင်းအရာနဲ့မသက်ဆိုင်တဲ့အခြေခံအချက်လက်တွေပေါ့ ဟုတ်ပါတယ်အဲ့ဓာတွေကိုမေးတဲ့အခါအချိန်ကုန်တက်တာအောင်ခမည်းနာမည်ကဥမမောင်ထိပြီးမန္တလေးမြို့မှာနေတာမမသလားဆိုပြီးတိုးတိုးလေးလိုရင်းမေးနေပါတယ် ။အော်ဒါကတော့အမှုရဲ့အနှစ်သာရနဲ့မဆိုင်တဲ့အချက်တွေမို့လို့အချိန်မကုန်အောင်ခွင့်ပြုပေးတာပေါ့။ကျန်တဲ့ချွင်းချက်တွေကတော့ဘာလီလဲရှင့် ဒုတိယအချက်ကအမြင်မပွားတဲ့ကိစ္စရပ်ဒီပါနှစ်ဖက်ရှိနေတဲ့ကြားမှာဒီအချက်ကတော့အမြင်ပွားစရာမရှိဘူးလို့ကြိုတင်သဘောတူထားပြီးသားအချက်တွေကိုအတီးပြုတဲ့အခါမှာမြင်နိုင်တယ် ။ဥပမာကားတိုင်မှုကမိုးရွာနေတဲ့နေ့မှာဖြစ်ခဲ့တယ်ဆိုတာကိုနှစ်ဖက်လုံးကလက်ခံထားရင်အဲ့ဒီနေ့ကမိုးရွာနေတယ်ဆိုတာဟုတ်တယ်မို့လားလို့မေးခွန်းရှိတာမျိုးလား မှန်ပါတယ်တတိယအချက်ကတော့လုံလောက်စွာတတ်တဲ့ထင်ရှားမိဖြစ်တဲ့ကိစ္စရပ်ဒီပါ အဲ့ဒါကဘယ်လိုမျိုးလဲ ဆိုလိုတာကရှေ့မှာထွက်ဆိုသွားတဲ့ကချတက်သေးရဲ့ထွက်ဆိုချက်တွေကြောင့်ခိုင်ခိုင်မာမာပေါ်ပေါက်ပြီးသားဖြစ်တဲ့အချက်တစ်ခုကိုနောက်သက်သေတယောက်ကိုအတီးပြုမေးမြန်းတဲ့အခါမျိုးမှာလည်းအချင်းငုံတက်တာစေဖို့နေမိပြန်မေးခွန်းကိုခွင့်ပြုရပါတယ် ဒီချွင်းချက်တွေရဲ့နောက်ွယ်ကအတွေးခေါ်ကတော့တရားခွင်ရဲ့အချိန်ကိုတန်ဖိုးထားတာပဲဖြစ်မယ် ဟုတ်ပါတယ်အမှုရဲ့အဓိကအချက်မဟုတ်တဲ့နှစ်ဖက်လုံးကအငြင်းမပွားတဲ့အသေးစိတ်အချက်လက်တွေအတွက်အချင်းငုံခံပြီးမေးခွန်းပတ်နေစရာမလိုဘူးဆိုတဲ့သဘောပါဒါကတရားစီရင်ရေးကိုပိုပြီးထိရောက်မြန်ဆန်စေတဲ့နီလန့်တစ်ခုပဲ ဒါဆိုရင်နိမိတ်ပြောက်မေခွန်းတွေကိုအာရပါရဒုံရတဲ့အချိန်ဆိုတာရှိကိုရှိရမှာပေါ့အဲ့ဒါကဘယ်အချိန်လဲရှင့် အဲ့ဒါကတော့အားလုံးမျှော်လင့်ထားတဲ့အတိုင်းပြန်လည်စစ်မေးခြင်း cross examination အချိန်မှာပါပဲ အော်ရုပ်ရှင်တွေထဲကအကျင့်နဲ့ဇဝန်ခံတွေပေါ့ ဟုတ်ပါတယ်ရှေ့နေတယောက်ကတစ်ဖက်သက်တွေကိုအကျက်ကင်ပြီးအမှန်တရားကိုဖော်ထုတ်လိုက်တဲ့အခန်းတွေအားလုံးဟာဒီအစစ်မှာဖြစ်ပျက်တာပါဒီအချိန်မှာတော့နိမိတ်ပြမေကွန်းဟာတားမြစ်ထားတဲ့အရာမဟုတ်တော့ပဲအမှန်တရားကိုဖော်ထုတ်ဖို့အတွက်အစွမ်းထက်ဆုံးလက်နက်တစ်ခုဖြစ်လာပါတယ် ဘာလို့ဒီအဆက်မှာကြတော့ရည်ရွယ်ချက်ကလုံးဝပြောင်းပြန်ဖြစ်သွားရတာလဲ ဘာလို့လဲဆိုတော့အခုစစ်မေးခံရတဲ့သူကကိုယ့်ဘက်တော်သားမဟုတ်တော့ဘူးတစ်ဖက်ရဲ့သက်သေဖြစ်နေလို့ပဲ ဟုတ်ကဲ့ သူကကိုယ့်အမှုတွေကိုအန်တယ်ဖြစ်စေနိုင်တဲ့ထက်ဆိုချက်တွေပေးထားတယ်ဒါကြောင့်ပြန်လည်စစ်မေးခြင်းရဲ့ရည်ရွယ်ချက်က
သူ့ရဲ့ဇလန်းကိုအေးအေးဆေးဆေးနားထောင်ဖို့မဟုတ်တော့ဘူး သူဇလန်းကိုဖြိုခွဲဖို့သူ့ရဲ့ယုံကြည်ကိုးစားနိုင်မှုကိုစိတ်ခေါ်ဖို့ဖြစ်သွားပြီမော ဟုတ်ကဲ့သူ့ထက်ဆိုချက်တွေကရှေ့နောက်မညီတာတွေအားနည်းချက်တွေကိုဖော်ထုတ်ဖို့ဖြစ်လာတယ်ဒီရွယ်ချက်တင်ကွယ်နင့်မေပြမေကုန်းကအကောင်းဆုံးပဲ ဥပမာတစ်ခုလောက်နဲ့ရှင်းပြပေးပါဦး ကောင်းပြီလူတက်မှုတစ်ခုမှာမျက်မြင်သက်သေးကအဓိကစစ်မေးချေမှာတရားခံကအနက်ရောင်ကုတ်အင်ကြီးဝတ်ထားတာကိုကျွန်တော်တေးသေးချာချာမြင်လိုက်ပါတယ်လို့ထွက်ဆိုရဲဆိုပါစို့ တရားခံရှိနေကပြန်လည်စစ်မေးတဲ့အခါမှာအဲ့ဒီထွက်ဆိုချက်ကိုဖြိုခွဲခြင်းတယ်အဲ့ဒီတော့သူကနေမိတ်ပြမေကုန်းကိုတုံးတော်မယ်သူကအဲ့ဒီညာကမောင်မြည်နေခဲ့တာမဟုတ်ဘူးလားလို့မေးမယ် ဟုတ်ကဲ့ တက်တေကဟောက်ပါတယ်လို့ဖြေရင်သူကခင်ဗျားနဲ့အဲ့ဒီလူကြားမှာအ ਨੇ ဆုံးปี9ရက်လောက်ဝေးနေခဲ့တယ်မဟုတ်လားလို့ဆက်နေမယ်တက်တေကဟုတ်ပါတယ်လို့ထပ်ဖြေရင် အဲ့ဒီနောက်မှာအကွက်စင်ထားတဲ့မေကောနဲ့ပိတ်မိတော့မှာပေါ့ မှန်ပါတယ်နောက်ဆုံးမှရှေ့နေကဒီလောက်မောင်ပြီးဒီလောက်ဝေးနေတဲ့အခြေအနေမှာတကယ်တော့အဲ့ဒီလူကအညိုးရောင်ကိုအင်ကြီးဝတ်ထားတာကိုခင်ဗျားမားမြင်ခဲ့တာမဟုတ်ဘူးလားဆိုပြီးတဲ့မေးပြီးတက်သေးတဲ့မူလထွက်ဆိုချက်ကိုတန်တရားဝဲကိုတိုက်ခိုက်လိုက်တာမျိုးပါ အော်မေကောအနေနဲ့တဆင့်ချင်းထောင်ချောက်ဆင်းပြီးနောက်ဆုံးမှာသူ့ရဲ့ယုံကြည်မှုကိုလှုပ်ခလွန်သွားအောင်လုပ်လိုက်တာပေါ့ တီးကြပါတယ်နောက်တစ်မျိုးကတော့ကိုအမှုအတွက်အကျိုးရှိမဲ့အချက်လက်တွေကိုတစ်ဖက်သက်သေစီကနေအတီးပြုတ်ယူတာပါ အဲ့ဒါကဘယ်လိုမျိုးလဲ ဥပမာတက်တေကအမှုဖြစ်တဲ့အချိန်ကိုညပဲလို့ပဲရေးပြူရေးပြောသွားတယ်ဒါပေမဲ့ကိုယ့်အပတ်ကတရားခံမှာည10နာရီအတွက်အခိုင်အမာရှိတဲ့တက်တေ alibi ရှိနေတယ် အင်း အဲ့ဒီလိုရှေ့နေကပြန်လည်စစ်မေးတဲ့အခါအမှုဖြစ်တဲ့အချိန်မှာည10နာရီတောင်ထိုးနေပြီဆိုတာခင်ဗျားမှတ်မိတာမှာမသလားလို့နေမိတ်ပြမိကုန်နဲ့တိတိကျကျမေးပြီးကိုအမှုအတွက်လိုအပ်တဲ့အချိန်ကိုအတီးပြုတ်ယူလိုက်တာမျိုးပေါ့ အော်ဒီလိုအချင်းဒီမှာတော့နေမိပြမေခွန်ကတစ်ဖက်တက်တဲ့စီကနေကိုလိုချင်တဲ့အဖြစ်အတိအကျဖို့ဆွဲထုတ်ဖို့အတွက်အရန်ထျောက်တကီရထိုးဖြစ်သွားပေါ့ ဟုတ်ပါတယ် ဒါတွေကိုခြုံငုံတုံးတက်ကြည့်လိုက်ရင်ဒီဥပဒေစီမင်းတွေဟာရှေ့နေတဲ့အတွက်ချမှတ်ထားတဲ့ကစားပွဲစီမင်းတွေတသက်မဟုတ်ဘူးပဲဒါဟာတရားမျက်မှောကိုရှာဖွေဖို့ထုတ်တဲ့နီးပညာတစ်ခုလိုပဲနော် မှန်ပါတယ် တက်တေတွေစီကတတဲ့ချစ်လက်တီကိုဘလို့မင်းမြန်းရယူရမယ်ဆိုတာကိုတိတိကျကျထင်းကျုံထားတယ်ကိုတက်တေကိုမေးတဲ့အခါမှာသူ့မန့်ရန်ကိုလွတ်လပ်ခွင့်ပေးပြီးသူမြင်တွေ့ခဲ့ရတွေကိုသူ့ဘာသာသူပြောပြခွင့်ပေးရမယ်တစ်ဖက်တက်တေကိုမေးတဲ့အခါမှာတော့သူ့ထွက်ဆိုချက်ရဲ့ခိုင်မာမှုကိုစစ်စစ်ဆက်ဆက်စင်ခေါ်ခွင့်ပေးရမယ် ဒါဟာတစ်ဖက်ဆောင်နေဖွင့်မှုကိုတားဆီးပြီးနှစ်ဖက်လုံးအတွက်မြတာမှုကိုအာမခံပေးထားတဲ့စနစ်တစ်ခုပါပဲ ဟုတ်ပါတယ် ဒီဆွေးနွေးမှုအဆုံးမှာစဉ်းစားစရာတွေးတစ်ခုချမ်းထားခဲ့ကြပါတယ်ခင်ဗျာတရားခွင်ထဲမှာချိန်နေတွေကတက်တည်ရဲ့ဘာသာထဲကိုစကလုံးတွေထဲမပေးနိုင်အောင်ဒီလောက်တိကျတဲ့စီးမင်းနေနဲ့တားဆီးထားတယ်ဆိုတာက လူရဲ့မှတ်ညာဟာဘယ်လောက်ထိပြင်းမှလွှမ်းမိုးမှုတွေကိုခရလွယ်တယ်လဲဆိုတဲ့ချက်ကိုမိမုံထိုးပြနေတာပါပဲ အော်စိတ်ဝင်စားစရာပဲ ဒါကကျွန်တော်တို့ကိုပိုကြီးမားတဲ့မေဟွန်းတစ်ခုစီခေါ်သွားတယ်တရားခွင်မှာဒါမဟုတ်ပဲကျွန်တော်တို့ရဲ့နေစဉ်ဘဝမှာရောကျွန်တော်တို့ဟာမေဟွန်းမင်းတဲ့ပုံစံအပေါ်မူတည်ပြီးဘယ်လောက်ထိလွှမ်းမိုးခံနေရတယ်လဲ တရင်ဌာနတစ်ခုကတရင်ခုံးစင်တက်တဲ့ပုံစံလူမှုကွန်ရက်ပေါ်ကစစ်တမ်းတစ်ခုရဲ့မေးခွန်းပုံစံ ဟုတ်တယ်ဒါမှမဟုတ်တငယ်ချင်းတယောက်နဲ့စကားပြောရင်သူကမင်းလည်းငါလိုပဲခံစားရတယ်မဟုတ်လားလို့မေးလိုက်တဲ့အခါအဲ့ဒီမေဟွန်းဒီကကိုယ့်ရဲ့အတွင်းနဲ့ခံစားချက်အစစ်အမှန်ကိုဘယ်လောက်ထိပုံသွင်းနေတယ်လဲ ကိုမတ်မိတယ်လို့ထင်နေတဲ့အကြောင်းအရာတွေဟာတကယ်တော့မှသူများရဲ့မေးခွန်းတွေအကြံပြုချက်တွေကြောင့်ပြောင်းလဲသွားနိုင်သလား အဲ့ဒီအချက်ပါပဲကိုယ့်ရဲ့မှတ်ဉာဏ်ကိုယ်တိုင်ကဘယ်လောက်ထိယုံကြည်စိတ်ချရတယ်လဲဆိုတာကိုပြန်လဲစမ်းစစ်ဖို့လိုအပ်နေပြီလားဆိုတဲ့အချက်ပါပဲ